တခါမုံဆိုးလင်မယားနှစ်ယောက်ရှိတယ်မိမဖြစ်သူကမုံဆိုးလုံးလုံးနေတဲ့ယောက်ျားဖြစ်သူကိုဒီလှုပ်လှုပ်တာမကြိုက်ရှာဘူးဒါနဲ့ဒီနေ့တော့သူ့ယောက်ျားကိုရှင်ဥပုံလေးပါလေးဆောင်ပြီးတရားလေးပါလေးလုပ်ပါအောင်လားရွာထိပ်ကဘုန်းကြီးကျောင်းသွားဖို့ဆိုပြီးပြစ်လိုက်တယ်အဲ့ဒီမှာမုံဆိုးကလည်းစိတ်လိုလဲရသွားရှာတယ်ဘုန်းကြီးကျောင်းရောက်လို့ဘုန်းကြီးကိုကြော့ပြီးတပည့်တော်ကိုတရားတစ်ပုဒ်လောက်တိုးတိုးတုတ်လေးဟောပေးပါဗျာလို့ဘုရားတောင်းတယ်လေဒီတော့ဘုန်းကြီးပေးလိုက်တဲ့တရားကကိုကြိုက်တာကိုလုပ်ပါဒါအတိုးဆုံးတရားပဲဒီတော့မိုးဆိုးကြီးကအော်သွားတယ်အရှင်ဘုရားတပည့်တော်ဟာဒီမိုးဆိုးလုပ်ကိုကြိုက်နေတဲ့လို့ပဲတောလိုက်မိုးဆိုးဘွားနဲ့ရက်တီလာတာ59နှစ်တောင်ရှိပါပြီဒါပေမဲ့အခုချိန်ထိဘာတိုးတက်မှုမှမရပါလားဗျာခုလေဘုန်းကကိုကြိုက်တာကိုလုပ်ဆိုတော့ဘယ်လိုများလုပ်ရပါလို့ရှောင်းတော့ဆရာတော်ကဒီနားလာခဲ့လို့ခေါ်ပြီးသူ့ကိုအပ်နဲ့ထုံးလိုက်တယ်ဒီတော့မိုးဆိုးကအားလို့ထအော်တာပေါ့အဲ့ဒီမှာဆရာတော်ကမေးတယ်မင်းကိုအပ်နဲ့ထုံးတာကြိုက်လားတဲ့ဒီတော့မိုးဆိုးကဘယ်ကြိုက်ပါမလဲဗျာတပည့်တော်ကအပ်နဲ့မပြောနဲ့ပြက်စောင်းထိုးရင်တော့ကြိုက်တာမဟုတ်ဘူးလို့ပြောတဲ့ဆရာတော်ကမင်းကိုအပ်နဲ့ထိုးတာတော့မကြိုက်တာလေးနဲ့ပြစ်ပြားနဲ့ပြစ်ပြီးအသက်ကိုတပ်ဖြတ်နေတာကိုမကြိုက်တဲ့အလုပ်ကိုသူများကိုတွားလုပ်နေတာပဲပေါ့လူတော်တော်များများကလည်းဒီတိုင်းပါပဲကိုယ့်ကိုတတ်မှကြမကြိုက်ဘူးသူများအသက်ကြတတ်တယ်ကိုယ့်ကိုညာပြောတာကြမကြိုက်ဘူးသူများကြတော့ညာပြောပြန်တယ်တကယ်တော့ကိုမကြိုက်ဘူးဆိုတဲ့အလုပ်တိုင်းကိုသူများပေါ်မှာလုပ်နေတတ်တယ်လေ